အတွဲတွေပါလေပေါ့နော်အစာချစ်တဲ့ဖြင့်ဝါကားတယ်ရောဆိုလို့ရှိရင်ငါတို့ပြက်ကြစို့အဲ့လေပေါ့နော်မသုံးနဲ့နော်တမသုံးကြကြအောင်နော်မသုံးနဲ့တော့ဆိုမှားနေလို့မဟုတ်နော်ဟိုကတော့ကြဒီဗီဒီယိုမှာတွေ့ပြီးတော့ပြောနေတာဆိုလို့နဲဟိုင်အားကြောင့်ဝါကားတယ်ရောပြက်ကြစို့အဲ့လိုမျိုးပေါ့နော်ဝါကားတယ်ဆိုလို့ရှိရင်ပြက်မယ်နေနဲ့မတွဲတော့ဘူးအဲ့လိုမျိုးနော်はい皆さんこんにちはဒီနေ့ကနေစပြီးတော့私တို့ဒီအပိုင်းနဲ့ပေါ့နော်ရှင်ကန်ဆန် N ဆိုင်ရဲ့ဒီ reading ကိုသွားမယ်ပေါ့နော်ဒီဟာကြလို့ရှိရင်私က dictionary ရောဒီ word file တွေရောဟုတ်word file တွေရောကျွန်တော်တေချာဘယ်လိုမှတစ်လုံးချင်းစီကိုတေချာသင်ပေးပါမယ်ပေါ့နော်ဒီခန်းကြီးတွေကဒီလိုသုံးတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ word file ကိုကျွန်တော်ဒီ video ရဲ့အောက်မှာလည်းကျွန်တော် link ချပေးထားမယ်ပေါ့နော်ဟုတ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကြည့်ပြီးတဲ့အခါကျတော့ရှင်လည်းအဲ့ဒီ link ကိုတွားပြီးတော့ဒီနေ့ကဒီခန်းကြီးတင်ခဲ့ပါလားဆိုကိုယ်တိုင်စာအုပ်ထဲမှာချပြီးတော့လေးလာစေချင်တယ်ကြက်စေချင်တယ်ပေါ့နော်ကျွန်တော်ကတော့ပို့ပြီးရစေချင်တယ်ဒါကြောင့်မလို့ဒီလိုမျိုးလေးလုပ်ကြည့်မလားလို့တွေးရတယ်ပေါ့နော်はいじゃあ行きましょう私よりじゃあじゃあものリサイクルセンター見学実施報告書ပေါ့နော်ဒီတော့ကြည့်အောင်リサイクルrecycle ဆိုတဲ့ပေါ့နော်ပြန်လဲသုံးချတယ် center ပဲပေါ့နော် recycle center ရဲ့見学ပေါ့နော်見学ကကြတော့ဗာလဲဆိုရင်တွားရောက်လေးလာတာကိုပြောချင်တာပေါ့နော်見学အမျိုးမျိုးရှိရပါတော့ free trade တွေပါညာအဲ့လိုမျိုးပေါ့ဒီတော့ဒီချာရှင်းရမယ်ဆိုလို့ရှိရင်じゃあ見学ရဲ့တွားရောက်လေးလာနောက်တစ်ခုကရှိတာ私တို့修学ဆိုတဲ့ဟာရှိပါတော့ဟုတ်修学ဘာကွာသွားရလဲပေါ့နော်修学旅行တော့ဘာလို့ညာလို့皆さんကြားဦးမယ်ထင်တယ်ပေါ့နော်ဒီတော့見学နဲ့修学နဲ့ဘာကွာလဲပေါ့နော်ဒီတော့နည်းနည်းခုနလေးလာကြည့်ရသလားဆိုလို့ရှိရင်見学တွားရောက်လေးလာတာပေါ့နော်သူကအဲ့ဒီနေရာကိုသွားပြီးတော့တကယ်တမ်းဘယ်လိုတွေလုပ်နေလဲပေါ့နော်လက်တွေ့အပြင်မှာလေးလာတွားကြည့်တာပေါ့နော်ဒီဆက်ရုံကဘယ်လိုအလုပ်လုပ်နေရလဲဒီဆက်ရုံကဒီလိုလုပ်နေပါလားပေါ့နော်ကိုယ်တိုင်တွားကြည့်ပြီးတော့လေးလာတာပေါ့နော်အဲဆိုလို့ရှိရင်見学လက်တွေ့တွားရောက်လေးလာပြီပေါ့နော်ပြောမှဆိုလို့ရှိရင်တွားရောက်လေးလာပြီပေါ့နော်ဒီတော့ဟုတ်ပြီဒီနောက်တစ်လုံးကကြတော့修学ဆိုတဲ့ကောင်လေးရှိရပါတော့ဒီတော့修学ကဘာကြီးတော့နော်修学ကကြတော့ तू ကလည်းတူပဲ तू လည်းတွားရောက်လေးလာတာပဲအဓိကခီးသွားတာပဲဒါပေမဲ့သူတို့ကလေးလာဖို့အတွက်သွားတယ်နှစ်ခုလုံးလေ見学ကလည်းလေးလာဖို့သွားတယ်修学ကလည်းလေးလာဖို့ဒါပေမဲ့ तू ကလည်းဘာကွာလဲဆိုတော့ကာလကြာတယ်ပေါ့နော်နည်းနည်းပို့ကြာတယ်ဥပမာတစ်နှစ်နှစ်နှစ်စာအဲ့လိုမျိုးဆိုလို့ရှိရင်修学ကိုတောင်းတယ်ပေါ့နော်သူတို့ကနည်းနည်းရောကောင်းရောနိုင်တယ်ပေါ့နော်ဒါပေမဲ့တစ်ခါလေကြာလို့ရှိရင်လည်း修学ကိုလို့ပြောပြတာပေါ့နော်ခီးတို့လေးသွားပေးမယ်လေအဓိကကလေးလာဖို့အတွက်ကိုနော်ဒီအဲ့ဒီနေရာတစ်ခုကိုသွားပြီးတော့ကိုယ်တိုင်လေးလာဖို့အတွက်ပညာရေးကိုယ့်အတွက်ဘုဒ္ဓတစ်ခုရဖို့အတွက်သွားတယ်ပါညာဆိုလို့ရှိရင်ဒီ見学တော့မဟုတ်ရင်修学ပေါ့နော်သူတို့နှစ်ခုထပ်ပြီးခွဲမဲ့ဆိုလို့ရှိရင်ကျောင်းနေပါတယ်နဲ့လိုက်ပို့တာပါညာဆိုလို့ရှိရင်တော့အများအပြားတော့ဒီ修学တွေကိုတော့သုံးပြလိုက်တာများတယ်ပေါ့နော်ထပ်ပြီးတော့တိတိကျကျခွဲမဲ့ဆိုလို့ရှိရင်ကာလအတူရှိပေါ့နော်見学ကကြတော့စက်ရုံသွားတယ်တနိုင်လောက်ပြီးဒါပဲတော့ပြီ修学ကကြတော့နည်းနည်းလေးပို့ကြတယ်3ရက်4ရက်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းတစ်လနှစ်လဖြစ်အောင်တစ်နှစ်နှစ်ဖြစ်အောင်ပဲနော်ဒီတော့ကာလကြာရှည်ပေါ့အတိအကျတိတိကျကျထပ်ပြီးခွဲမဲ့ဆိုမှာပါနော်ဟိုက်ဒီတော့ဟုတ်ပြီဒီတော့ G ဆိုတဲ့ခန်းကြီးကဘာကြီးတုံးဆိုတော့ကြည့်အောင်G ပေါ့နော် G ဆိုတဲ့အိဗယ်ကအကောင့်ထဲပေါ်တယ်ဆိုတဲ့ပုံစံမှာသုံးတယ်ပေါ့နော် G ပေါ့နော်တီထောင်တဲ့အကောင့်ထဲပေါ်ဒီပေါ့ဒါပေမဲ့ထားပါတော့ဒီမှာဆိုလို့ရှိရင်အကောင့်ထဲပေါ်ခြင်းလို့ပဲသိရပြီပေါ့နော်အကောင့်အထဲပေါ်ဒီပေါ့နော်ဟုတ်အကောင့်ထဲပေါ်တယ်အဲ့မှာ報告書ပေါ့နော်報告ကじゃ皆さんဘာကြီးတော့報告သတင်းပေါ့နော်情報တော့အချက်လက်တွေမှာသုံးတဲ့ကောင်ခေါ်ခုကကြတော့အတိပေးတယ်ဒီတော့報告ကကြဘာလဲဆိုရင်သတင်းချက်လက်လို့သုံးလို့ရတယ်လို့ report အကြောင်းကြားစာလို့လေသုံးလို့ရတယ်နော်သတင်းပို့စာပါညာအဲ့လိုမျိုးလေသုံးလို့ရတယ်ဒီတော့ဘာလို့ごめんなさい報告ဘာလဲဆိုလို့ရှိရင်အကြောင်းကြားsorry 数字ထားပါတော့သတင်းပို့စာပေါ့အဲ့လိုမျိုးစိတ်ပို့ပါတော့နော်はいသတင်းပို့တယ်ဘာညာပေါ့နော်はいဆိုရင်報告ပေါ့နော်報告書နောက်က書く書類ဆိုတဲ့ကောင်နော်書くဆိုတဲ့ကောင်ပေါ့နော်はい書ဆိုတဲ့အဓိပ္ပာယ်ကသူကစာဆိုတဲ့ပုံစံပဲဒီတော့私တို့ကဒီနောက်မှာရှော့ဆိုပြီးကတ်လိုက်မယ်ဆိုလို့ရှိရင်စာဆိုတဲ့အိဗယ်ဖြစ်သွားတယ်ပေါ့နော်報告書ရှော့သတင်းပို့အတိပေးစာဖြစ်သွားတာပေါ့နော်はい報告ဆိုတဲ့အိဗယ်ကကျတော့ဒါလုပ်ခဲ့ပါတယ်ဟိုကလုပ်ပါတယ်ဒီကလုပ်ပါတယ်အဲ့လိုမျိုးပေါ့နော်はい
ကဲကြောင်6月20日どうかなစနေနေ့မှာ教師နော်教師ရကြတော့ဘာကြီးလဲဆိုတော့ကြည့်အောင်私တို့教သင်ကြားရတယ်ပေါ့နော်教えるဆိုတဲ့ကောင်ရှိအနောက်ကကောင်ကဆရာတွေပါတယ်မှာတောင်းတယ်ပေါ့နော်ဒီတော့教師教師ကဘာကြီးတော့ဆိုတော့ဆရာကိုပြောတာလေတော့ဟိုက်じゃあ先生နဲ့ဘာကွာတော့ပေါ့နော်教師ကကြတော့ဘာလဲဆိုလို့ရှိရင်ဆရာပဲဒါပေမဲ့ तू ကဘာကိုပြောချင်လဲဆိုတော့အလောက်ကိုင်ဆရာဆိုတဲ့အလောက်ကိုင်ကိုညွှန်ကြားတယ်ဆိုလို့ရှိရင်ဒီ教師ပေါ့နော်တစ်ခါကြလို့ရှိရင်လည်းနီးပြတဲ့ဘာလို့မှလည်းတုံးတက်တယ်တင်ကြားပြတာရေးနီးပြဆရာပါညာအစရှိတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်教師ပေါ့နော်先生ကကြတော့ तू အခေါ်ကိုပြောတာပေါ့နော်先生ဥမာကျောင်းသားဆရာကိုခေါ်လိုက်တယ်先生ဘာညာတာကဆိုလို့ရှိရင်ဒီဟာကိုတုံးတယ်ပေါ့နော်အခေါ်ပေါ့ပြောလို့ဆိုလို့ရှိရင်နော်はい、シャオリンがね。はい。大丈夫。へい。はい。နော်先生ကဗာလဲဆိုရင်ဆရာလို့ဘာလို့မတောင်းလဲပါသူကအခေါ်ပေါ့နော်ပြောမယ်ဆိုရင်ဆရာလို့ခေါ်တယ်ဘာညာဆိုလို့ရှိရင်先生နော်ကျောင်းသားကျောင်းသူတွေကျောင်းသားဆရာကိုခေါ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်先生ဘာညာပေါ့နော်はいအဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်教師ပေါ့နော်ဒီဆရာ2ယောက်2名နော်2名ပေါ့ပဲ2名က留学生12名を連れ留学生ဒီပညာတော်သင်ကျောင်းသား12名12ယောက်ကို連れてくるခေါ်လာတယ်လို့ဘာလို့ပြောရအောင်မရေးတော့နော်私谷町にある谷町လို့ခေါ်တဲ့နေရာပေါ့နော်တောင်ကြားမျိုးတွေဘာကြီးမပြန်နဲ့ပေါ့谷町ဆို谷町ပဲရပြီ谷町にあるリサイクルセンターの見学をအဲ့ဒီမှာတွားသည်ဆိုတဲ့ခန်းကြီးတွေ့ရပါတော့ဒါပေမဲ့ तू ကတွားသည်မဟုတ်ပဲနဲ့တီးတယ်လို့တီးတယ်ဗါလဲဆိုရင်โคนาဆိုတဲ့ပုံစံနဲ့တောင်းပါနော်โคนาပြုတ်လုပ်တယ်ဆိုတဲ့ပုံစံနဲ့တောင်းပါနော်ပြုတ်လုပ်သည်ကျင်းပသည်ပေါ့နော်ပွဲတွေပါဆိုရင်ကျင်းပါတယ်ဒီမှာဆိုလို့ရှိရင်တော့စက်ရုံတွားရောက်လေးလာတာကိုကျင်းပလို့မရဘူးပေါ့နော်ဒါလှုပ်ဆောင်သည်ဆိုတဲ့ပုံစံဆိုတဲ့အတွက်โคนาတာပေါ့နော်လှုပ်ဆောင်ခဲ့ပါလေပါညာโคนาတာလှုပ်ဆောင်သည်ပေါ့နော်โคนาတာ谷町駅前に9時に集合は倍論စုဝေးသည်တွေ့သည်ပေါ့နော်ဒီတော့စုဝေးရတွေ့ရဆိုလို့ရှင်集合နော်ဗာလဲဆိုရင်စုဝေးသည်ပေါ့နော်はいစုဝေးပြီးတွေ့ရဆိုတော့စုဝေးသည်ပေါ့ねはいဒီတော့集合できない集合စုဝေးသည်はい、すぐじゃあな、どれが。リサイクルセンターまで徒歩で行く。徒歩、バイロンもな、じゃあ、徒歩。すいませんね、カードコピーをね。徒歩、じゃあ、な、walking, going on foot, walking, going on foot, ဘာပြောချင်တာလမ်းလျှောက်တာပြောပါね。မှန်ပါတယ်။徒歩。ခြေကျင်လို့ပြောရင်ပုံမှန်တယ်ပေါ့နော်။歩くはじゃあဒီတိုင်းလမ်းလျှောက်တာ။徒歩はじゃあခြေကျင်လို့မှတ်လိုက်ရင်ဟိုအဆင်ပြေတယ်ပေါ့နော်။ခြေကျင်စပိန်မဟုတ်ဘူးเนาะဒီတိုင်းခြေထောက်နဲ့လမ်းလျှောက်သွားတယ်ဆိုရင်徒歩ခြေကျင်ဆိုလို့ရှိရင်ခြေကျင်သွားကြတယ်လေ9時10分に到着ဘာကြီးတော့ဆိုက်ရောက်တာပြောပါမယ်到着နော်到着 arrive ပဲဆိုက်ရောက်ပြီပေါ့ね到着ちょっと困りますなあきれとတော့ဝင်ပါလေさっきまで良かったのに。やび。バレンスのシーン。到着。バレンスのシーン。到着かな最悪で。リサイクルセンターの3階。ね。あたごびわもな。3階。の会議室でဒီပါလေဖိုင်မှာလည်းပါတယ်ဗောね CEO က会議室でリサイセンター長長いဆိုတဲ့漢字ပေါ့နော်တခုခုရဲ့နောက်မှာ長いဆိုတဲ့漢字လိုက်မယ်ဆိုရင်သူကခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတယ်ဥပမာ皆さんသိရအောင်学校မှာသုံးတယ်ပေါ့နော်学校ကျောင်းပေါ့နော်အနောက်ကနေပြီးတော့じゃあ長いလို့ပဲ私လိုက်မယ်長いသူတို့ကပြောလိုက်မယ်ဆိုလို့ရှိရင်校長ကျောင်းဆရာနေရာတစ်ခုရဲ့
အရှိတနည်းအားဖြင့်အမြင့်ကိုပြောချင်တာပေါ့နော်ဒီတော့ခိုးချို့ចောင်းဆရာကြီးပါညာပေါ့နော်ဟုတ်ပြီဒီတော့ရွာကိုကြည့်အောင်ရွာကိုမူရထားပါတော့ဆောင်းလို့တော့တယ်ပေါ့နော်ထားပါတော့မူရနဲ့ပဲညီကြအောင်မူရနော်အရင်ကြီးလိုက်တယ်ပြီးတော့နာဂါကြီးနဲ့တွဲလိုက်တယ်ဆိုတော့ဆောင်းချိုဖြစ်သွားတယ်ပေါ့နော်ဗာလဲစေရွာမှာအကြီးဆုံးအရှိဆုံးဆိုတော့အရှိဆုံးရွာမှာအရှိဆုံးတော့မဟုတ်ပါနော်အမြင့်ဆုံးအကြီးဆုံးပါနော်ဒီတော့ဆောင်းချိုဆိုတော့ရွာမှုဆိုတော့ဘာလို့တော့ရွာရဲ့အုတ်ချိုရည်မှုပေါ့နော်ပြောမစင်နဲဆောင်းချိုဒီမှာတိုင်းစင်တာချိုဆိုရတဲ့ဒီစန်တာရဲ့အကြီးအကဲပေါ့နော်အကြီးဆုံးလူကိုအိုက်ဆက်ဆက်ဆက်တော့ရပြီးတော့နှုတ်ဆက်တယ်ပေါ့နော်センターの職員からဒီစန်တာရဲ့ဝန်ထမ်းနေပြီးတော့ဒီ cycle についての説明があり説明ရှင်းပြရပါညာပေါ့နော်はいその後ဘာလဲဆိုလို့ရှိရင်質疑応答ဒီတော့質疑応答ဘာလို့ဒီလိုကနေကြည့်လိုက်မယ်ဆိုရှုပ်ထွေးနေတာပဲဘာညာပေါ့နော်ဒီတော့ကြည့်အောင်質私တွေ့ဘူးလေ私တို့တွေတွေ့ဘူးလေဘာလဲရှေ့質問မှာတွေ့ဘူးလေနော်ဘာလဲဆိုရင်မေးခွန်းနေဟုတ်တယ်နော်နောက်ကဂီးကကျတော့နည်းနည်းလေးခတ်တယ်အန်တူးမှာမပါဘူးပေါ့နော်သူကဂီးကကျတော့ဥထာကောက်ဆိုတဲ့ပုံစံတန်တရားဝင်တယ်ဘာလို့မှသုံးတာပေါ့နော်ထားပါတော့မသိလည်းဘာမှဖြစ်ဘူးနော်ဟိုက်ပြီးရင်အခုတော့သိလိုက်ပေါ့နော်တန်တရားဝင်တယ်ဘာညာဆိုရင်ဂီးအိုးထော့အိုးကကျတော့ထိုင်းအိုးမှာသုံးလိုက်ကောင်တခုခုအခြေအနေတခုကိုတုံ့ပြန်တယ်လှုပ်ဆောင်တယ်ဆိုတဲ့ပုံစံဆိုလို့ရှိရင်ထိုင်းအိုးပေါ့နော်ဟုတ်ပြီအနောက်ကကောင်ခိုသားအေးတူဆိုတာကိုကသိတယ်မြင်ရတယ်ဟုတ်တယ်မလားဒီကောင်မြင်မှုတယ်ခိုသားအေးတူပဲဆိုပြီးတော့ဟုတ်ပြီနော်ခိုသားအေးတူဖြေတယ်ဒီတော့တစ်ခါလေးတွဲမယ်ဆိုလို့ရှိရင်မေကွန်းနေဟိုတန်တရားဝင်တဲ့ဟာဆိုတော့ရှစ်စဂီအိုးထော့နော်ဘာလဲဆိုရင်အမေးဖြေကိုပြောချင်တာပေါ့နော်အမေးဖြေရှစ်စဂီအိုးထော့ရှစ်စဂီအိုးထော့နောက်ဘာလဲဆိုလို့ရှိရင်အမေးဖြေအမေးဖြေပေါ့နော်質疑応答အမေးဖြေကဏ္ဍကြီးလောက်တယ်ပေါ့နော်ゴミの分別クイズ分別မိနစ်တွေဘာတွေမှာတောင်းတယ်ဖွင့်ဆိုတော့တွေ့တယ် bits ခွဲခြားတယ်分別ဘာဖြစ်မလဲခွဲခြားသည်ပေါ့နော်မရိုက်ပြတော့နော်ဒီမှာပဲကြည့်လိုက်တော့မယ်ခွဲခြားသည်လို့ရေးတတ်တယ်မနော်分別ခွဲခြားသည်ပေါ့နော်အမိုက်တွေကိုခွဲခြားတယ် quiz ညံစမ်းကိုအခုနလုပ်တယ်ပေါ့နော်ဒီမှာလဲ EQ မဟုတ်ဘူးနော်ဒီမှာလဲအခုနလှုပ်ဆောင်တယ်ဆိုတဲ့ဟာနဲ့တောင်းရမယ်နော်職員の案内で案内ランニョムねばね施設を見学あり施設それはをリラレモナဒီတော့私တို့施設はဘာကြီးလုံးဆိုတာရှင်းပြမယ်ပေါ့နော်施設ဆိုတော့အရင်ကြည့်အောင်施設ဆိုတာကျတော့ facility institution establishment ဘာညာအဆုံးရှိတယ်ဒါပေမဲ့အဓိကသိရမှာကအဆောက်အဦပိုင်းတွေမှာတုံးတယ်ပေါ့နော်はい施設はじゃあဒီ facility ပေါ့နော်はい施設じゃあအဆောက်အဦဆိုလို့ရှိရင်私တို့သိရနောက်တစ်ခုရှိတယ်ဗါလေ建物ဆိုတာရှိရပေါ့နော်建物ကလည်းအဆောက်အဦပဲနော်ဒီတော့建物ကဘာကိုပြောချင်တာလဲသူလည်းအဆောက်အဦဘာကွာသွားတာတုံးပေါ့နော်အဆောက်အဦပေါ့နော်သူကကျတော့ဒီရုပ်ပိုင်းဆိုင်ရာတွေမှာတုံးတာဥမာ9တိုက်2တိုက်မြင်လိုက်ဆိုအဆောက်အဦတစ်ခုရှိတယ်အဲ့လိုပြောချင်ဆိုရှင်建物ပေါ့နော်သူကအမြင်ပိုင်းတို့ဘာလို့အမြင်ပိုင်းတနည်းအားဖြင့်ဒီရုပ်ပိုင်းရုပ်ပိုင်းနေဖြစ်တော့မယ်ရုပ်ပိုင်းဆိုင်ရာဝါရုပ်ပိုင်းဆိုင်ရာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ建物ဆိုတော့တုံးတယ်施設ကကျတော့じゃあဘာကြီးတော့施設နော်သူလည်းအဆောက်အဦပဲပါကွာတော့နော်施設ကကျတော့သူကအဆောက်အဦပဲမှန်နိုင်ရပြောမှဆိုချင်တယ်အဆောက်အဦတို့တော့သူ့မှာရည်ရွယ်ချက်ရှိတယ်ရည်ရွယ်ချက်ရှိတယ်ပေါ့နော်သူကရည်ရွယ်ချက်ရှိတယ်အဆောက်အဦကဘယ်အဆောက်အဦကရည်ရွယ်ချက်မရှိတာလဲပေါ့နော်ဟိုက်ဥပမာဆိုပါတော့ရည်ရွယ်ချက်ရှိတယ်ဆိုတော့ဘာလို့ရည်ရွယ်ချက်ရှိတာလဲဘယ်လိုလဲဆိုလို့ရှိရင်ဥပမာ私တို့အသုံးများတဲ့စကားလုံးတွေကပြောပြပါလားဆိုလို့ရှိရင်介護施設နော်介護施設介護施設じゃဘာလို့ပြောချင်တာလဲ介護ဘဝဆောက်ရှောက်ရေး施設အဆောက်အဦဘဝဆောက်ရှောက်ရေးအဆောက်အဦဆိုမှတော့ဘာလို့ဖို့တော့တုံးတာလဲအားကစားလုပ်ဖို့လားဟင်းချက်ဖို့လားစာသင်ဖို့လားမဟုတ်ဘူးဘာလို့ဖို့တော့လဲဒီဘိုးဘွားတွေကိုဆောင်းချောက်ဖို့အတွက်ကိုတုံးတာဟုတ်တယ်နော်ဒီတော့介護施設ဆိုဖြစ်သွားတယ်ပေါ့နော်ပြီးရင်ထားပါတော့教育施設နော်教育ね教育နော်သင်ကြားတယ်ပို့ချတယ်ပေါ့နော်施設သင်ကြားပြသရေးအဆောက်အဦဆိုမှတော့ဘာဖြစ်မလဲ教育施設နော်တင် जा ပြတာရဲ့အဆောက်အဦဆိုမှဘာရှိမလဲကျောင်းတွေရှိမယ်ဥပမာဟော်ကန်ကြီးတွေရှိမယ်ဟုတ်တယ်မလားဘာလို့ဖို့လဲသူတို့ရဲ့ရွယ်ချက်ဒီဘာလဲစာတင်ဖို့အတွက်အသိပညာတွေပေးဖို့အတွက်ဟုတ်တယ်နော်အဲ့လိုရွယ်ချက်ရှိတာလေဆိုလို့ရှိရင်စစ်စစ်လို့တုံးတယ်တခြားပိုင်းတွေမှာဆိုလို့ရှိရင်ဒီအစိုးရပိုင်းဒီမှာလည်းတုံးတတ်တယ်ပေါ့နော်ဟုတ်ဒါပေမဲ့
အဓိကကိုရမှာဒီထားတဲ့မနော်ဆိုတာအမြင်ပဲเนาะအဲ့ဒီမှာအဲ့ဒီကိုတက်သွားလိုက်ဒီလမ်းတက်သွားလို့ရှိရင်နှစ်ထပ်ကအဆောက်အဦတစ်ခုရှိတယ်အစားရှိတဲ့မျိုးပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဗာလဲ私တို့ကထားတဲ့မနော်施設ကကြတော့ဗာလဲဆိုတော့ဒီရည်ရွယ်ချက်ရှိရပေါ့နော်ဘာလို့ဖို့အတွက်တုံးတဲ့အဆောက်အဦလဲပေါ့နော်အဲ့ဒါလေးကိုသိရပြီပေါ့နော်ဟဲ့ဒီတော့施設ပေါ့နော်ဒီအဆောက်အဦဆိုရင်ဘာလို့ဖို့အတွက်လဲသူကအမိုက်တွေကိုပြန်လဲအသုံးချဖို့အတွက်အဆောက်အဦဟုတ်တယ်နော်သူကရည်ရွယ်ချက်ရှိတယ်ခင်ကလေးလာတယ်နော်ဖက်တိုဘောတルဒီပလတ်စတစ်ဘူးတွေဆိုင်းဒီကိုဆိုင်းရကြတော့သူကဘာကိုပြောချင်လဲဆိုတော့ပြန်လဲလုတ်တယ်ဆိုတဲ့ဟာကိုသုံးတာပေါ့နော်ဆိုင်းခေါ်တဲ့ကနော်ဒီဟာပေါ့နော်ပြန်လဲလုတ်တယ် again repeated ဘာညာပေါ့နော်ဆိုင်းဒီကိုဆိုမှတော့ဘာလုပ်လဲဒီကိုအသုံးချတယ်ဆိုင်းဒီကိုဆိုင်းဒီကိုဘာလဲဆိုတော့ပြန်လဲအသုံးချဒီပေါ့နော်ပြန်လဲအသုံးချတယ်ဘာလဲဆိုရင်ဆိုင်းဒီကိုの説明ရှင်းပြတာ受けるနော်ရှင်းပြတာကိုလက်ခံရရှိတယ်ဒီတော့受ける説明を聞くね受けるဘာကွာတာတော့ဆိုပြီးနားတယ်ပေါ့နော်မဟုတ်私တွေးမိလိုက်တာပြောပါရနော်သိကျင်တယ်လို့သိကျင်ကြမယ်လို့ထင်ပါတယ်နော်説明を聞くလို့ရရင်ရပြီဘာလို့受けるနဲ့ရေးတာလဲပေါ့နော်နည်းနည်းစိတ်ဝင်စားပါတယ်ပေါ့နော်私ကတော့လက်ခံရယူတယ်ဆိုပြီးတော့ကိုကလေဘက်ခါလေးဖတ်ပြီးတော့လက်ခံရယူတာပဲဆိုပြီးတော့ဒီတိုင်းကြော်သွားလဲရတယ်ပေါ့နော်ဒါပေမဲ့私တော့စိတ်ဝင်စားပါတယ်ဘာလို့キクလို့မရေးတာလဲ受けるလို့ရေးတာလဲပေါ့နော်ဒီတော့ဘာကွာလဲဆိုတော့キクကကြတော့ဟီဒါလီနော်キクကကြတော့နားထောင်တယ်ပေါ့နော်နားထောင်တယ်သူကကိုတိုင်းဆန္ဒရှိတယ်နော်ကိုယ်တိုင်သိချင်တာဒါနဲ့ပတ်သက်ပြီးနားထောင်ချင်တယ်အိုရှေတဲဆိုပြီးတော့နော်ကိုကနားပြီးတော့ဘောနော်ပြောမှနားဆွပြီးတော့ပေါ့နော်နားဆွပြီးတော့ပေါ့နော်ဟိုက်ပြသိချင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်聞くပေါ့နော်説明を聞くကိုယ်တိုင်ကဆန္ဒရှိတယ်ပေါ့နော်何だしနော်そうかなそうကိုယ်တိုင်ဆန္ဒရှိတယ်ပေါ့နော်ဟိုက်説明を受けるはကြတော့သူကဆန္ဒမရှိလားဆိုရင်ရှိတယ်ဒါပေမဲ့ဘယ်လိုပြောမလဲသူလည်းတအားကြီးတော့ဟုတ်မလားဒီတိုင်းအတန်းသွားလိုက်တယ်ဒီနားထောင်လိုက်တယ်ပေါ့နော်အဲ့လောက်သူများရှင်းပြပေးတော့ကိုကလက်ခံရယူလိုက်တယ်အဲ့လောက်ပဲတအားကြီးလုံးပအောင်တင်ပေးပါအောင်အရင်စိတ်ဝင်စားတယ်အဲ့လောက်ကြီးဒီမရှိဘူးပေါ့နော်ပြောမှဆိုရှင်နော်သူကကြတော့ဒီတိုင်းလက်ခံနေဆိုပေါ့နော်ဒီတိုင်းသဘောပဲကိုယ်တိုင်ဆန္ဒသိမ့်မပါဘူးပေါ့နော်ဒီတိုင်းသဘောနားထောင်လောက်တဲ့သဘောပေါ့နော်တန်းသွားတယ်ခင်းကခုလုံးအောင်မလားဒီလိုရှိရလားဒီတိုင်းလောက်ပဲပေါ့နော်တအားကြီးဆန္ဒသိမ့်မပါဘူးလို့ပြောရင်လည်းတမျိုးကြီးပေါ့နော်ဒါပေမဲ့လည်းဒီတိုင်းပဲသွားလိုက်တယ်နားထောင်လိုက်တယ်ဒီလိုလုပ်ပါလားတလောက်လေးပဲပေါ့နော်ခီကွာကျတော့မဟုတ်ဘူးအရင်သိချင်တယ်အဲ့လိုပုံစံပေါ့နော်ဒီတိုင်းသဘောလို့ပဲ私ရေးထားလိုက်တော့မယ်နော်ဟိုက်ဥပမာသူကကျတော့ okay တွေကကျတော့ဆန္ဒမပါဘူးလို့ပြောခြင်းနဲ့ရတယ်တခါလေးကြားလို့ရှိရင်ပေါ့နော်ဥပမာ chewy ကို okay တယ်နော်ဘာလဲဆိုရင်တတိပေးစာပေါ့နော် chewyဟိုကမလုံးနဲ့ဒီကမလုံးရနော် chewy ကို okay လို့တမလားဘာလဲဆိုရင်ဟုတ်ပါနော် chewy okay လို့ဆိုလို့ရှိရင်အကြောင်းတတိပေးချက်ပေါ့နော်တတိပေးချက်ကိုရရှိသည်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာကြားလို့ရှိရင်ချွေးရဥက္ကဋ္ဌကြားလို့ရှိရင်ဆူတယ်ကွာဘာကြီးလုံးနေလဲဘာဖြစ်တယ်ညာဖြစ်တယ်တမလားကိုယ်ဆန္ဒမပေါဒါကြီးနားမထောင်ချင်ဘူးဒါပေမဲ့လည်းပြောတော့လေလက်ခံရတာပဲဟုတ်တယ်နော်どうしてうるさいんですか何してるんですかဘယ်သူမှ聞きたいဘယ်သူမှနားမထောင်ချင်မကြားချင်ဟုတ်တယ်မလားဘာကြီးလုံးနေလဲမင်းဘာဖြစ်တယ်ညာနဲအဲ့တော့အဲ့လိုမျိုးဟာကြရင်ကိုကစိတ်မပါဘူးလေဟုတ်တယ်မလားဒါပေမဲ့လည်းလက်ခံလိုက်ရတာပဲအဲ့ကြတော့ချွေးရ聞くမပဲနဲ့ချွေးရဥက္ကဋ္ဌဖြစ်သွားတယ်ပေါ့နော်センターの祭りの日のပွဲနေ့ဖြစ်တဲ့အကြောင်းမလို့祭りနော်祭りရေးလိုက်ပါမယ်နော်祭りနော်ဘာလဲဆိုတော့ပွဲတော်ပေါ့နော်ပွဲတော်ရှိတဲ့အကြောင်းမလို့あったため大型が来るဒီတော့大型လို့小型လို့ဘာလဲဆိုတော့သူကအရွယ်စားတွေကိုပြောချင်တာမနော်大型ခဏပဲ大型နော်ဘာလဲဆိုရင်ဆိုင်အကြီးကိုပြောချင်တာပေါ့နော်ဆိုင်အကြီးကိုဘာလို့ဒီမှာဆိုရှင်大型နော်အရှိကအိုးကိုအမျိုးမျိုးချင်းလို့ရတာ私は中型ဆိုရင်ပုံမှန်အလက်ဆိုင်ဖြစ်သွားတယ်ခို型ဆိုလို့ရှိရင်လုံးဝဆိုင်အသေးပေါ့နော်ဘာမှသုံးလဲဆိုတော့အရွယ်အစားကိုဖော်ပြခြင်းတဲ့ခါကျလို့ရှိရင်အဲ့လိုသုံးလို့ရပါတော့大型車ဆိုရင်လုံးဝ truck ကအကြီးကြီးဖြစ်သွားမှာနော်中型ဆိုရင် light truck လို့ပါတော့ဗောနော်ခို型ဆိုရင် AC ကားလို့ပါတော့အဆရှိတဲ့ဖြစ်ပေါ့နော်အဲ့လို site တွေကိုညွှန်ပြခြင်းတဲ့ခါကျလို့ရှိရင်ဒီဂါတာတွေကိုသုံးတယ်ဗောနော်
နော်ခါဂူအိမ်ရဲ့ပစ္စည်းတွေဆိုမှပြောအောင်လေခါဂူအိမ်ရဲ့ပစ္စည်းဆိုမှတော့ပရိဘောကရပါနဲ့မြည်တော့နော် dictionary မှာမရှာတော့ဘူးဟုတ်ခါဂူနော်ခါဂူကကျတော့အိမ်တော်ပရိဘောကပါနော်အိမ်တော်ပရိပရိဘောကခါဂူနော်토리히키するやじゃဘာလဲဆိုတော့လက်ခံရယူရဲဆိုတဲ့ပုံစံမျိုးပဲနော်いらなくなったものを受け取るမလိုအပ်တဲ့အရာတွေကို受け取るလက်ခံရယူတယ်နော်引き取りနော်သူများစီဟာကိုကလက်ဆင့်ယူတယ်လက်ခံရယူတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာပေါ့နော်ဒီ引き取りမရေးတော့နော်လက်ခံရယူတယ်ဆိုလို့တဲ့ပုံစံမျိုးဆိုတော့展示ကကျတော့ဘာကိုပြောချင်လဲဆိုတော့展示နော်သူက display ပြောညာဆိုတော့ခင်းချင်းပြတာအတီးကိုပြောနော်展示နော်展示ရတာပါလဲဆိုတော့ခင်းချင်းပြတာဒီပေါ့နော်展示するခင်းချင်းပြတာလိုက်ပြီး販売နော်販売ကြည့်အောင်販売နော်သူကရောင်းချတာကိုပြောပါနဲ့ရောင်းချဒီ販売販売နော်ပါလဲဆိုတော့ရောင်းချဒီနော်ရောင်းချတာတွေကိုနောက်ခါကျတခါလေးရေးရလိုက်တော့မယ်အခုရိုက်နေတာကြာလို့ဟုတ်တယ်နော်တခါလေးရိုက်နေတာဘာမှမသိဘူးအမှ dictionary မှာတော့ရိုက်ပြမယ်တခါလေးကြာရင်နိနောက်ခါကျတော့ဒီစာလုံးတွေရိုက်ထားလိုက်တော့မယ်ခေါ်ရတဲ့အုံမချပျက်စီးသွားတဲ့အုံမချအယုတ်တွေရှုလိပြင်ဆင်တာကိုပြောရပါမယ်ရှုလိဘာနဲ့ကီးဘုတ်ချိန်နေတာပါနဲ့အချိန်ကြာတယ်皆さんဘာလုံးနေလဲမသိဘူးစိဖြစ်မှာဆိုလို့ရှုလိအဲ့ဒါကခတ်တာပဲရှုလိပြင်ဆင်ပြင်ဆင်တာလို့ပြောတယ်ရှုလိပြင်ဆင်တာရဲ့ဘာပဲလုပ်တယ်ပြန်ပေးတာပေါ့နော်sorry ပြင်ဆင်ဒီဆိုရင်မှားသွားလိမ့်မယ်ပြုပြင်ဒီဆိုရင်ပုံမှန်တယ်ပေါ့နော်ပြုပြင်တာရဲ့ဘာတွေကိုလုပ်တယ်တဲ့フリーマーケットなどが行われていたフリーマーケットジャパンရောက်နေတဲ့လူတွေဆိုရင်တော့သိလိမ့်မယ်ပေါ့နော်フリーマーケットနော်フリーマーケットကကျတော့ဘာလဲဆိုတော့ခဏဖြစ်တာကျသူကအဟောင်းဈေးကိုပြောတာပေါ့နော်အဆောင်じゃないအဟောင်းအဟောင်းဈေးပေါ့နော်ဥပမာ私တို့ဂျပန်မှာပစ္စည်းတွေအမှိုက်ပြဖို့ကဈေးကြီးတယ်လေဒီတော့အဲ့လိုပတ်စံပြီးပြစ်မနေတော့ဘူးပေါ့နော်ဒီတော့1000နံကိုထားပါတော့9000လောက်နဲ့ပဲရ8000နဲ့ရပေါ့နော်ပြန်ရောင်းလိုက်တယ်အဲ့တော့မပြစ်ခံတီးတော့လေနော်ပြစ်စရာမလိုတော့ဘူးပေါ့ပြန်ရောင်းလိုက်တော့ကိုလည်းပတ်စံရပါပေါ့နော်はいအဲ့တော့ဒီ free market となどが行われていたလုပ်နေခဲ့တဲ့20分の自由時間ဒီမိနစ်20自由လွတ်လပ်တဲ့時間အချိန်ပိုရတယ်ပေါ့နော်ဆိုရင်free time လို့ပြောချင်တာပေါ့နော်အချိန်လွတ်လပ်တဲ့အချိန်မှာ free time အချိန်ပိုထားပါတော့ねはい留学生ဒီပညာတော်တွေကျောင်းသားတွေက買い物を楽しむことができたဈေးဝယ်တာကို楽しむပျော်ရွှင်ခံစားနိုင်တယ်ပျော်ရွှင်ခဲ့တယ်ထားပါတော့ねဒါလည်းဆိုရင်ပျော်ရွှင်ဈေးဝယ်နိုင်ခဲ့တာပေါ့ね買い物を楽しむဈေးဝယ်တာကိုပျော်ရွှင်လုပ်ဖို့ကိုできたလုပ်နိုင်ခဲ့ကြတယ်ပေါ့ね11時に見学終了နော်7နာရီမှာ見学ပြီးတွားရောက်လေ့လာတဲ့ခရီးသူတို့ဟာပါလဲဆိုရင်終了ပြီးဆုံးတာလို့ပြောမှာတော့နော်終了終わりနဲ့နောက်ကပြောပေါ့နော်ပြီးဆုံးတယ်ပြီးမြောက်တယ်ဆိုတဲ့ပုံစံဆိုတော့終了ね終了ပြီးရတယ်တဲ့センターの出口ထပ်ပေါက်မှာ解散ပါလေဆိုတော့解散နော်解散ကျတော့ဒီ breaker ဆိုတော့ဟုတ်ပြီတစ်ချက်ရှင်းပြအောင်အဲ့ကိစ္စလည်းနော်လူစုခွဲတာပြောနော်ခိုက်ရကျတော့ဖြိုခွဲတယ်ရှင်းတယ်ဆိုတဲ့ပုံစံမှာတုံးထဲမှာစေကိုက်တွေပိုင်းမှာလည်းပါတတ်တယ်ပေါ့နော်はい解散ကျတော့ဒီ sample လို့ပါတော့မှာတုံးတတ်တယ်ပေါ့နော်解散ဒီတော့ဗာလဲဆိုလို့ရှိရင်ဒီမှာကျရင်私တစ်ခါလည်းပဲရေးလိုက်တော့မှာနော်လူစုခွဲဒီပေါ့နော်လူစုခွဲဒီဒါပေမဲ့အမှ breaker ပါနေတဲ့အတွက်ကြာဆန်းစေး breaker ကြီးပါနေဆိုတော့ကောင်လေးကောင်မလေးနဲ့ပြတ်တဲ့ခါကျလို့ရှိရင်ဒီခိုက်ဆန်းနဲ့တုံးလို့ရလားဆိုတော့မဟုတ်ဘူးเนาะအဲ့လိုရီးစားအတွဲတွေပါပြတ်တဲ့ခါကျလို့ရှိရင်ဘာလို့တုံးလဲဆိုတော့ဝါခလေဝါခလေလို့ပေါ့เนาะပြတ်ဆဲဆိုတဲ့ပုံစံမှာねဝါခလေလို့เนาะအဲ့ဒါမှသူကပြတ်ဆိုတဲ့အိမ်မှာရှိတာပေါ့เนาะပြတ်ဆဲပေါ့เนาะပြတ်ဆဲပြတ်တယ်ထားပါတော့ပြတ်ဆဲအစရှိတယ်ပေါ့ねはいဝါခလေလို့ဝါခလေရောဘာညာပေါ့ねはいစာလုံးနဲ့ဆဲတာထင်တယ်ကိုမဲ့စလျင်ဆိုတော့ဟိုလိုဆဲတာဖြစ်သွားမှာဆိုတော့はいそうだなပြက်ဆဲတယ်ပါအတွဲတွေပါလေပေါ့နော်အစာရှိတဲ့ဖြင့်ဝါကားတယ်ရော
ဆိုလို့ရှိရင်ငါတို့ကြကြစို့အဲ့လိုပေါ့မသုံးနဲ့နော်တမသုံးနေကြအောင်နော်မသုံးနဲ့တော့ဆိုမှားနေလို့မဟုတ်နော်ဟိုကတော့ကြာဒီဗီဒီယိုမှာတွေ့ပြီးတော့ပြောနေတာဆိုလို့နဲဟိုင်အားကြောင့်ဝါကားတဲ့ရောကြကြစို့အဲ့လိုမျိုးပေါ့ဝါကားတဲ့ဆိုလို့ရှိရင်ပြတ်မြင်နေနဲ့မတွဲတော့ဘူးအဲ့လိုမျိုးနော်ဟိုင်မသုံးနဲ့နော်ဟိုစိတ်မကောင်းဖြစ်ဘူးဟိုင်ဒါကကြတခါကြလို့ရှိရင်ဒီမှာသူကဝိုင်းလာတာရှိတယ်ဒါပေမဲ့မှားတယ်ပေါ့နော်ဒါတွေကကြတော့ဟိုအဲ့ဒါကိုသွားကြည့်အမှန်စီသွားကြည့်လို့မရကဲကြစင်းတန်နေသိဘောဟာတွေမရှင်းတော့နော်ဒီစာကြောင်းနဲ့ကြိုက်တဲ့ဟာပဲရလဲလို့ပြောပါနော်တိုးတယ်ခစင်းတန်နေသိတဲ့စန်တာရောက်ပြီးတော့မတ်အရင်ဆုံးစစ်နောခင်းကကောအိုပနတာရောက်တာနဲ့ချက်ချင်းပဲသူတို့ကဒီဆောက်ဦးပေါ့နော်ဒီဆောက်ဦးရဲ့လေးလာတာလုပ်တယ်မှန်လားမှားတယ်ပေါ့နော်ဗာလဲ9နိုင်မှာသူတို့ရောက်တာလေရောက်ချင်းကိုချက်ချင်း sorry ရောက်ချင်းကိုဘာလုပ်လဲဆိုတော့သူတို့ကအရင်ဆုံးစင်တာချောင်းဒီ အိုက်ဆက်စစ်တယ်တွားပြီးနှုတ်ဆက်အောင်ပေါ့နော်မနှုတ်ဆက်ပဲနဲ့တွားပြီးလေးလာလို့မရအောင်ဆိုတော့ဒီနံပါတ်1မှားတယ်ပေါ့နော်နံပါတ်2စင်တာでは家具を直してくれるဒီစင်တာမှာ家具အိမ်တော်ပြိဘောကတွေကို直してくれるပြန်ပြင်ပေးတယ်ပေါ့နော်ဟိုက်ဒီတော့ဟုတ်လားပြန်ပြင်ပေးလို့လားမဟုတ်ဘူးနော်မပြန်ပြင်ပေးပါဘူးဘာလို့လဲဆိုတော့သူက家具တွေကို引き取りပေးတာပေါ့နော်ပြောမှဆိုလို့ရှိရင်ဟောငါမလို့ရှင်တော့ယူချင်ယူရလဲအဲ့လိုမျိုးပေါ့နော်ပြင်ပေးတာတွေဘာတွေလုံးမလုပ်ဘူးပေါ့နော်ပြင်ပေးတာတွေလုပ်တာပဲရလဲဆိုတော့အုံမိုချခွာတဲ့တောင်အုံမိုချတမပေါ့နော်ပြတ်သွားတဲ့အယုတ်ကိုပဲပြင်ပေးတာဖြစ်တဲ့အတွက်ဒါမဟုတ်ဘူးပေါ့နော်နောက်တစ်ခု留学生が買い物をする時間があったဒီကျောင်းသားတွေက買い物ဈေးဝယ်တာကိုလုပ်ဖို့အချိန်ရှိခဲ့တယ်မှန်လားမှန်တယ်ပေါ့နော်သူက20分ဆိုတဲ့အတွက်အချိန်မိနစ်20ရခဲ့တယ်ပေါ့နော်ဒီဝယ်ဖို့တော့ကိုဒီတော့ဒီနံပါတ်3မှန်တယ်နံပါတ်4留学生はセンターの前に9時に集まったဒီကျောင်းသားတွေက留学生はセンターの前ဒီစင်တာရဲ့ရှေ့မှာ9時9နိုင်မှာ集まった9နိုင်မှာဆိုမှန်လားမှားတယ်ပေါ့နော်ဘာလဲဆိုတော့9နိုင်မှာဆိုတာမှားလဲ谷町駅前နော်ဒီ谷町ရဲ့ဘူရာရှိမှာပဲ9နိုင်မှာဆိုတာပေါ့နော်သူတို့ကဒီမှာရေးတာ9နိုင်မှာဆုံးတာဆိုတော့မှားတယ်ပေါ့နော်ဒီတယောက်ကလည်းဒီမှာ4ခိုင်းလာဆိုတော့မှားတယ်ပေါ့နော်ပြင်မှန်ကပြင်မှန်ကဘာလဲဆိုတော့3番ပေါ့နော်3番ပြင်မှန်က3番ですはいအဲ့ဆိုလို့ရှိရင်じゃနောက်ဗီဒီယိုအတက်နိုင်ဆုံးနည်းနည်းလေးရိုက်ပြီးတော့တင်ပေးပါမယ်ပေါ့နော်အတက်နိုင်ဆုံး私စူးစမ်းပေးပါမယ်နော်ဟဲ့အဲ့ဒါကြောင့်皆さんဘက်ကလောရမှာကဒီအောက်မှာရှိတဲ့ဒီ link လေးကိုနှိပ်ပြီးတော့ဒီစာလုံးတွေကိုဒီနေ့စာလုံးဒီနေ့တင်လိုက်တဲ့စာတွေကိုကြည့်ပြီးတော့ကိုယ်တိုင်ရေးတာဖြစ်ဖြစ်စာအုပ်ထဲမှာပဲခြာရေးရဖြစ်ဖြစ်လုပ်ပြီးတော့လေ့လာပေးပါနော်はいじゃあまた次のビデオで会いましょう